အမျိုးသမီး2ယောက်မှာတစ်ယောက်ကဘဝမှာအနည်းဆုံးတစ်ကြိမ်ခံစားရတဲ့ကျန်းမာရေးဝေဒနာရှိပါတယ်။ကြည်လန်းကြောင်းပိုးဝင်တာကအမျိုးသမီးတွေမှာအဖြစ်အများဆုံးကျန်းမာရေးပြဿနာတစ်ခုပါ။ဒါကိုဘယ်လိုကာကွယ်လို့ရမလဲဆိုတာဒီဗီဒီယိုလေးမှာအသေးစိတ်ရှင်းပြပေးသွားပါမယ်။ကြည်လန်းကြောင်းပိုးဝင်တာရဲ့80%ကျော်လောက်ကE. coli လို့ခေါ်တဲ့ဘက်တီးရီးယားပိုးကြောင့်ဖြစ်တာပါ။ကြည်လန်းကြောင်းပိုးဝင်ပြီဆိုရင်ယောဂလက္ခဏာတွေအနေနဲ့စီးသွားတဲ့အခါမှာပူတာဆက်တာကျင်တာစီးအနှံ့ပြင်းတာစီးမှာအနေပါတာနဲ့စီးသွားတဲ့အခါမှာသွေးပါတာမျိုးတွေဖြစ်လာတတ်ပါတယ်။ဒါအပြင်စီးကုံတစ်ဝိုက်ကလည်းပူပြီးတော့မှနာနေတတ်ပါတယ်။တခါတလေမှာဖျားတာမျိုးကတိတ်ပြီးဖြစ်တတ်ဘူးဆိုပေမဲ့ဘက်တီးရီးယားပိုးကသာစီးလန်းကြောင်းရဲ့အပေါ်ကိုရောက်သွားပြီဆိုရင်တော့ခါနာတာနဲ့အဖျားတက်တာမျိုးတွေပါဖြစ်လာပါပြီ။ဒါဆိုရင်တော့ဆရာဝန်နဲ့အမြန်ဆုံးဆွေးနွေးတိုင်ပင်သင့်ပါတယ်။ဒီလိုစီးလန်းကြောင်းပိုးဝင်တဲ့နေရာမှာအသုံးဝင်တဲ့ပိန်းကထုတ်ထားတဲ့ product 2ခုနဲ့မိတ်ဆက်ပေးခြင်းပါတယ်။ပထမတစ်ခုကတော့ Uridat Cranberry ပါ။သူ့မှာအာဟာရတန်ဖိုးမြင့်ပါပြီးဆေးဘက်လည်းရမ်းဝင်တာကြောင့်မို့လို့ super fruit လို့တင်စားရတဲ့ cranberry သီးအဆီအနှစ်ပါဝင်ပါတယ်။ cranberry သီးအဆီနဲ့မှာပါတဲ့ organic acid ကဘက်တီးရီးယားပိုးတွေစီးလန်းကြောင်းမှာရှင်သန်ပေါက်ဖွားမနေအောင်လို့ပါသူကကာကွယ်တားဆီးပေးပါတယ်။နောက်တစ်ခုကတော့သူ့မှာပါတဲ့ flavonoids တွေကစီးအိမ်နဲ့စီးလန်းကြောင်းနံရံတစ်လျှောက်ကိုအလွှာပါးလေးပုံစံမျိုးလေးပြုလုပ်ထားလိုက်တာကြောင့်စီးအိမ်နံရံတွေမှာဘက်တီးရီးယားပိုးတွေလာပြီးတော့မှကတ်တွယ်မနေအောင်လဲသူကကာကွယ်တားဆီးပေးပါတယ်။နောက်ဆုံးတစ်ချက်ကတော့သူ့စီမှာပါတဲ့ vitamin C နဲ့ organic acid တွေက C ရဲ့ pH ကို acidic pH အဖြစ်ပြောင်းလိုက်နိုင်တာကြောင့်မို့လို့ဘက်တီးရီးယားပိုးမွှားတွေပွားများတာရှင်သန်တာပေါက်ဖွားတာတွေမဖြစ်အောင်ပါသူကအကောင်းဆုံးကာကွယ်တားဆီးပေးပါတယ်။နောက်ထပ် product လေးတစ်ခုကတော့ biogat လို့ခေါ်တဲ့ဒိန်ဂျင်ဆေးပဲဖြစ်ပါတယ်။ဒိန်ဂျင်ဆေးမှာက probiotics လို့ခေါ်တဲ့ခန္ဓာကိုယ်အတွက်အကျိုးပြုတဲ့အဏုဇီဝပိုးလေးတွေပါဝင်ပါတယ်။ဒီ probiotics တွေကမိမကိုနဲ့စီးလန်းကြောင်းတစ်လျှောက်မှာအကျိုးပြုအဏုဇီဝပိုးပမာဏကိုမြင့်တင်ပေးလိုက်နိုင်တာကြောင့်ဘက်တီးရီးယားပိုးမွှားတွေအလွယ်တကူပေါက်ဖွားမလာအောင်တိုက်ထုတ်ပေးနိုင်ပါတယ်။ Uridat Cranberry နဲ့ Biogat ဒိန်ဂျင်ဆေးတို့ကအမျိုးသမီးတို့ရဲ့ကျန်းမာရေးအတွက်အားကိုးရတဲ့ဟော်မွန်တွေပဲဖြစ်ပါတယ်။ဒါကြောင့်စီးပိုးဝင်တာကိုမြင်မြန်သက်သာဖို့နဲ့ထပ်မဖြစ်အောင်လို့ကာကွယ်ဖို့အတွက်ဆိုရင်တော့နံပါတ်1ရေများများတောက်ပေးပါ။နံပါတ်2စီးသွားခြင်းတဲ့အခါကျရင်အကြာကြီးအောင်ထားတာမျိုးမလုပ်ပါနဲ့။နံပါတ်3သက်ဆိုင်ရာဆရာဝန်ပေးထားတဲ့ antibiotics တွေကိုတိတိကျကျတောက်ပေးပါ။နံပါတ်4ကတော့ဒီလိုမျိုး natural supplements တွေဖြစ်တဲ့ Uridat Cranberry နဲ့ Biogat ဒိန်ဂျင်ဆေးကိုပုံမှန်လေးမိဝဲသွားပေးမယ်ဆိုရင်ယောဂလက္ခဏာတွေမြင်မြန်သက်သာစေုံနဲ့မကဘဲနဲ့နောက်တစ်ခေါက်ပြန်မဖြစ်အောင်လည်းအကောင်းဆုံးအကူအညီထောက်ပံ့ဖြစ်စေမှာပါ။အားလုံးပဲကျန်းမာပျော်ရွှင်ကြပါစေရှင်။